ရန်ကုန်စက်မီစေးရဲ့စုလီရုံးပဲရောက်နေပါတယ်စုလီရုံးကဘာတွေရှိမလဲဆိုတော့ဒါလည်းခုံကြိုးလေးတွေရှိမယ်ခုံကြိုးမှာ तू ကခုံကြိုးမှာကြိုးလည်းမဟုတ်ဘူး तू ကကြိုးမပါလဲခုံကြိုးမှာအလုံးလေးနေဒီလက်ကင်မှာဒီလက်ကင်တော်တော်ကောင်းတယ်လက်ကင်မှာ तू ကကြိုးတက်ပြီးတော့ဥမာအပေါ်မှာဟိုနန်းရဒီလိုမျိုးအပေါ်မှာဟိုနန်းရရှိပြီးတော့ကြိုးရှည်သုံးလို့မရလို့တက်ကဒါလေးအဆင်ပြေရုပ်တရက်ကောက်ထုတ်လိုက်လို့လည်းရတယ်ပေါ့ဒါလေးရှိမယ်ပုံညိုးတွေရှိမယ်ပြီးတော့ finger grip လေးတွေရှိမယ် finger gripper လေးနော် finger gripper လေးဒါတွေကတော့ပစ္စည်းခဏပြတ်တဲ့ကောင်လေးဗျ finger gripper လေးတွေရှိမယ်ပြီးရင်ကျွန်တော်တောင်မှာတစ်ခါပစ္စည်းခဏပြတ်တဲ့ land trainer လေးတွေရှိမယ်ဒါအတုံးများတဲ့ကောင်လေးတွေပြီးအန်ကတ်မျိုးစုံရှိမယ်အန်ကတ်တွေဒါလေးတွေဒီနံလေးတွေရှိမယ် brand ပြီးနီးပြတွေအတွက်ဒီမှာတိုင်မာလေးတွေလည်းရှိမယ်ဒီမှာပစ္စည်းကတော်တော်စုံစုံလင်လင်ရှိရဗျဖလားလေးရှိမယ်နော်ဒါလေးကတော်တော်ဈေးတက်နဲ့ရရနော်ဒီဖလားလေးရှိမယ်အန်ကတ်တွေကမျိုးစုံရှိမယ်ဒီပေါင်တန်လေးတွေဒါလေးဆိုတောင်း1000တန်လေးရှိမယ်ပြီးသွားလို့ရှိရင်ကိုစပရေးဒါဆိုအားသာပွဲမှာလိုလာတော့မဲ့ကောင်လေးကိုစပရေးဒီပြရေးသုံးတဲ့ကောင်လေးရှိမယ်ပြီးရင်လက်ဖြန့်လေးချင်းတဲ့ကောင်လေးတွေကဒီကောင်ဆိုပစ္စည်းသေးရောက်ထားရလေးရှိမယ်နော် 4hand trainer လေးတွေဒါပစ္စည်းသေးရောက်ထားတာကောင်လေးရှိမယ်ဒါအသက်ကူမအသက်ရောက်ထားတဲ့ကောင်လေးရှိမယ်ပြီးသွားရင်ဝစီရှိမယ်လက်နဲ့ဝစီပါရှိတယ်ဒါကတော့ပါဇက်နဲ့မဟုတ်ဝစီဒါလေးက3500 4000မှရှိမယ်နော်ဟုတ်လားဒါလေးက3500ပဲရှိမယ်ဈေးကမှတ်ပြီးတော့ပါဘူးဒါလေးကboxing mid လေးတဲအိတ်ထိုးတဲ့ကောင်လေးရွက်လို့မှအရန်သုံးတယ် boxing မှာလည်းသုံးတယ်သူကတော်တဲအိတ်ထိုးလို့တဲအိတ်ထိုးဖို့အတွက်ကိုလောက်ကိုဝယ်ထားတဲ့လက်ဝဲလေးနှစ်မျိုးရင်ဒါလေးတုံးဒါလေးကဈေးကဘယ်လောက်မှမရှိဘူးတဲအိတ်ထိုးတဲ့နေရာမှာလေ့ကျင့်လို့ရတယ်ပြီးတော့လက်ကိုပိုတန်အောင်လုပ်တဲ့ကောင်လေးဒါနဲ့ဆိုရင်လက်ကပို့ပြီးတော့မာလာလိမ့်မယ်ပြီးရင်နာကျင်တဲ့တဖေးခံနိုင်ရှိလာလိမ့်မယ်နော်ပြီးရင် UFC လက်ဝဲ UFC ဟွာလေးရှိမယ် UFC glove လေးရှိမယ်ဒါကြောင့်ပစ္စည်းသေးလေးတွေပြပေးရနော်ဒါ UFC glove လေးရဲ့ quality ကောင်းတဲ့ကောင်လေးဒါလည်း export quality လေးနော်ဒါထိုင်းမှာသုံးနေတဲ့ကောင်လေး brand လေးရှိမယ်ဆိုရင်ဒါကြီး1000နဲ့ခုံညိုလေးဒါပေမဲ့ဒါလေးကလောလောဆယ်ကျွန်တော်ရောင်းတဲ့မှာ quality အကောင်းဆုံးကောင်လေးနော်ကန်လေးကစတီဂျိုလေးပေါ့ပါလေးနဲ့အရန်ဆော့လို့ပေါ့လေးနဲ့ခုံလို့အရန်ကောင်းတဲ့ကောင်လေးဒီကောင်1000ပဲရှိတယ်ဗျာနော်တက်ကားသေးတက်ရှိမယ်ဒီမှာ twins လည်းရှိမယ်နော်ကျွန်တော်မကြခင် fair တက်တွေပါလည်းရောက်ဖို့ရှိပါတယ်Everlast ရှိမယ် Punisher ရှိမယ် brand လေးရှိမယ်နော် Last Stand ရှိမယ်ပြီးရင်အနာသာပေါက်စာ brand တွေကလည်းရှိမယ်အနာသာပေါက်စာ brand တွေကလည်းရှိအောင်မယ်ကျိုးကျုပ်လေးပါရှိမယ်နော်ကျိုးစည်းလေးရှိမယ်တက်ခေါ်လည်းမဟုတ်ဘူးကျိုးစည်းတွေပါရှိမယ်အများရှိမှာဗျာပေါက်စင်ပတ်နေမျိုးစုံရှိမယ်ပြီးရင်ဒီမှာ body fit ကိုမှသူကအားသာလုံးရင်တုံးတဲ့ဟာလေးပေါ့ site မျိုးလာတယ် body fit ကောင်လေးရှိမယ်အားသာလုံးရင်တုံးတဲ့ body fit လေးကြားဝဲမောက်ဝဲလေး site မျိုးရှိမယ်ဒီကောင်လေးရှိမယ်နော်ဒါလေးကတော်တော်လှတယ်ဒီကောင်လေးရှိမယ်ဈေးကတော့ကိုရှိမှမေးပါကျွန်တော်လည်းမမှတ်မိတော့ပါဘူးဒါလေးရှိမယ်ဒီမှာပေါစင်ကလို့ဒီဘက်မှာလည်းရှိသေးတယ်ကလေးသုံးတဲ့ဟာလေးလည်းရှိတယ်ဒါလေးဆိုဒါလေးကကလေးဒါ10နှစ်12နှစ်သုံးတဲ့ကောင်လေးတွေရှောင်းအောင်စားလေးကမှကလေးတွေလက်မနာပတ်တင်ဖောင်းမောင်းအီလေးလုတ်ပေးထားတယ်ကလေးထိုးတဲ့အားနဲ့အောင်လက်မနာအောင်လုတ်ပေးထားတယ်ပတ်တင်ဖောင်းမောင်းလေးတဲ့ကောင်လေးတွေဒီကောင်လေးက6000ခွဲတယ်ကလေးသုံးတဲ့ဟာလေးနော်10နှစ်12နှစ်သုံးလို့ရမယ်လက်ကျင်းတော့ရှောင်းအောင်စားတော့ကောင်လေးတွေရှိမယ်ပေါ်မှာလည်း glow တွေအများကြီးရှိသေးတယ်ဗျနောက်တဲ့တစ်တွေလည်းရောက်ဖို့ရှိတယ်ပြီးတော့ဒီမှာရှင်းကတ်တွေရှိတယ်ဒီနိုင်တွေကဒီကောင်လေးတို့ဒါ8000ခွဲပဲရှိတယ်တော်တော်မှားတယ်ရိုးစကြီးဘလို့မှမထိနိုင်တဲ့ကောင်လေးစပိုင်ဆိုမဲ့ရွေးလက်ဝဲသုံးမဲ့ညီကိုကြီးသုံးရမဲ့ကောင်လေးနော်ပြီးတော့ဒီမှာယောဂ map တွေရှိအောင်မယ်ယောဂ map တွေကယောဂမှာလည်းသုံးလို့ရတယ်အိမ်မှာကိုယ့်ဘက်ကိုလေ့ကျင့်ခန်းဒိုက်ထိုးပဲရိုက်ပါညာသုံးမှုအတွက်ကိုလည်းသုံးလို့ရယောဂ map တွေဒီကိုယ်သုံးယောဂ map လေးတွေရှိမယ်နော်ဒီကောင်လေးကဟိုပတ်တင်ကောင်းတယ်ပြောရမလားစိုးကောင်းတယ်ဗျဖိလိုက်လို့ရှိရင်မပြာပါဘူးပြန်ကန်အားတော်တော်ရှိသေးတဲ့ကောင်လေးရှိတယ်ပြီးပစ္စည်းလေးရှိမယ်ကောင်လေးတွေရှိမယ်နော်တော်တော်မှကြိုက်တဲ့အမြင့်ကိုဒီလောက်ထိထပ်ပြီးချိန်လို့ရတယ်နော်ဒီကောင်ဆိုရင်တပေခွဲလောက်တောင်ရှိပြီနေတယ်ဘယ်လောက်ရှိတယ်နော်ကောင်လေးပြီးပစ္စည်းအစုံရှိပါတယ်ပြီးရင်ခွက်လေးတွေကုန်းလေးတွေလည်းရှိမယ်ယောဂ block တွေလည်းရှိမယ်နော်အဲကျွန်တော်ရှိတဲ့ပစ္စည်းလေးတွေပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်